ဒီကောင်မလေးကလူသားစားပင်ကူကိုမှမွေးမိသွားတယ်။ကြီးမားတဲ့ပင်ကူကြီးဟာလူတွေကိုလေပိုင်လိုင်းကနေတဆင်သူ့အတိုက်စီကိုဆွဲခေါ်သွားပါတယ်။တကယ်တော့ဒီပင်ကူကအစတုန်းကလက်သန်းပမာဏအရွယ်စားလောက်ပဲရှိတာပါ။လွန်ခဲ့တဲ့4 ရက်လောက်တုန်းကဂျိုမွားလေးတစ်ခုဟာကဘာမြေပေါ်ကျရောက်လာတယ်။နောက်တော့တိုက်ခန်းတစ်ခုရဲ့မှန်ပတင်းပေါက်ထဲဝင်သွားပြီးအထက်ကနေပင်ကူသေးသေးလေးတစ်ကောင်ထွက်လာတယ်။တိုက်ခန်းမှာရှိနေတဲ့ရှာလော့ဆိုတဲ့ကလေးမလေးဟာပင်ကူကိုတွေ့သွားတော့ဘူးပါလေးထဲမှာထည့်ပြီးတော့ဖမ်မလေးတစ်ခုထဲမှာပြန်မွေးထားလိုက်ပါတယ်။ရှာလော့ဟာပင်ကိုစားဖို့အတွက်ပိုးဟက်တစ်ကောင်ကိုပလင်းထဲကိုချပြီးတယ်။ပင်ကူကချက်ချင်းပဲပိုးဟက်ကိုလင်းလင်းမြန်မြန်နဲ့စားလိုက်ပြီးဖြစ်တဲ့နောက်ခုနထက်အရွယ်စားနေနေကြည်လာပြီ။ရှာလော့ဟာပင်ကူအမျိုးအစားတွေကို Google မှာလိုက်ရှာကြည့်ပြီးမြဒီပင်ကူနဲ့တူတဲ့အမျိုးအစားမတွေ့ရပါဘူး။ပြီးတော့ပင်ကူပါတိုးလုံးတဲ့လေးချုံတန်အတိုင်းလိုက်တူနိုင်တာကိုပါသတိထားမိပြီးအံ့အားသင့်သွားခဲ့ပါတော့တယ်။ပင်ကူကိုပိုးကောင်နဲ့ထက်ကြည့်တော့ခုနထက်အရွယ်စားကြီးလာတာကိုတွေ့ရပြန်တယ်။ဒါပေမဲ့ပင်ကူကပယုံလုံးကြောက်တောင်သတိထားမိပြီးအဲ့ဒီပယုံလုံးကြောင့်ပင်ကူအိမ်တချို့အေးပျော်ပြီးတော့ပျက်စီးကုန်တာကိုတွေ့ရတယ်။ညလူအိတ်ချိန်ကျတော့ပင်ကူကပလင်းဖောက်ကိုသူ့ဟာသာသူဖွင့်လေပိုင်လိုင်းလေးကိုဝင်သွားပါတယ်။ပြီးတော့လေပိုင်လိုင်းကနေတဆင့်ရှားလော့အဖွာလေးဂွန်တာရဲ့စက်တူရီလှောင်ရင်ရှိတဲ့အခန်းထဲကိုသွားတော့တယ်။မနက်မှာတော့တအိမ်သားလုံးဂွန်တာရဲ့စူးစူးပေါင်းအော်တန်ကြီးကိုကြားလိုက်ရပါပြီ။လှောင်ရင်ထဲမှာစက်တူရီဟာဆိုးဆိုးရွားဒဏ်ရာတွေနဲ့ကိုက်ခံထားရပြီးတော့တိတ်ဆုံးလို့နေပါပြီ။ပိုးကောင်မဟုတ်ရင်ကျွတ်တူရဲ့လက်ချက်ဖြစ်လိမ့်မယ်လို့ထင်ပြီးပိုးမွားတန်ရှင်းရင်လုပ်တဲ့ Frank ကိုခေါ်လိုက်တယ်။ Frank ကလေပိုင်လိုင်းတွေကိုရောအတွင်းနေရန်တွေကိုပါဆေးတွေဖြန်းပြီးတော့ဓာတ်ငွေတွေလွှတ်လိုက်တော့ရှားလော့အခန်းကိုဆေးဖြန်းမယ်လို့တော့ရှားလော့ကသူ့ပင်ကိုမကြိုက်တော့ဘူးဆိုပြီးတော့ပေးမဖြန်းပါဘူး။ပြီးတော့ပလင်းနေရပင်ကူကိုပြလိုက်တယ်။ Frank ကပင်ကူဆိုတာမမွေးကားမှုလို့တရားချသွားတယ်။ညကျတော့ပင်ကူကအရင်ကထက်ကြီးလာတာကိုရှားလော့သတိထားမိတယ်။လူဝိတ်ချိန်ရောက်တော့ပင်ကူကပလင်းတရားနေထွက်သွားပြန်ပါပြီ။ပြီးတော့လေပိုင်လိုင်းနေရနေတဆင့်အောက်ထက်ကအကြိုက်ခန်းကိုရောက်သွားတယ်။အဲဒီမှာမာရီယာဆိုတဲ့အမျိုးသမီးနဲ့သူမခွေးလေးတစ်ကောင်ပဲရှိတာပါ။မာရီယာအိပ်ပျော်နေတော့ခွေးကလေပိုင်လိုင်းကိုကြည့်ပြီးတော့ဆက်ဟောင်းနေတော့တာကြောင့်ပြန်နိုးလာတယ်။ထလာပြီးတော့မိသားစုတပ်ပုံကြည့်နေတဲ့အချိန်မှာပဲပင်ကူကသူမမျက်နှာပေါ်ခုန်တက်လာရင်းနဲ့ပါဇက်ထဲကိုဝင်သွားပါတယ်။အဲဒီကနေတဆင်ဘိုက်ထဲကိုရောက်တော့အတွင်းကလေးစားရဲ့အကောင်လုံးကိုစားပလိုက်တော့တာပေါ့။နောက်တနေ့မှာရှားလော့ဖေးအီတန်ကသူတို့တိုက်ခန်းရဲ့အလေးပိုင်လိုင်းမှာမာရီယာခွေးကိုတွေ့လိုက်တယ်။ခွေးပြန်ပေးဖို့တိုက်ခန်းကိုသွားတော့ဆိုးဆိုးရွားတင်နေတဲ့မာရီယာလောင်းကိုတွေ့ပြီးရဲကိုခေါ်လိုက်တယ်။ဂျယ်ရီကတော့မာရီယာဟာအရက်လဲဆွဲနေတဲ့အပြင်စိတ်ကြယောဂရှိနေတာမလို့ကိုတတ်သေးတယ်လို့ပဲကောက်ချက်ချတယ်။ရှာလိုကအောက်နှလွာမှာနေတဲ့ Eric ဆိုတဲ့လူစီကိုသွားသူမရဲ့ပင့်ကိုသွားပြတယ်။ Eric ကဒရိတ်ဆန်နဲ့ပတ်သက်လို့ကျွမ်းကျင်သူဖြစ်ပြီးသူဒေသနာလောက်ရတာလည်းယူသွတ်တယ်။သူကပင့်ကိုမြင်တော့စိတ်ဝင်စားသွားပြီးသူ့စီမှာခဏထားခဲ့ဖို့ပြောလာပြီးရှာလိုကသဘောတူပြီးသူမမိဘတွေကိုပြန်မပြောဖို့မှားလိုက်ပါတယ်။ဒါပေမဲ့ Eric ကရှာလော့ဖေကိုသွားပြောပြပြီးပင့်ကူကအန်နီရဲ့များလို့ထိမ့်သိမ်းတဲ့နေရာကိုပို့လိုက်ပြီးလို့ညာလိုက်တယ်။အဖေဖြစ်တဲ့ အီတန်လေးပင့်ကူကြောင်းတီးတော့ရှာလော့ကိုစူရတာပေါ့။ Eric ကပင့်ကူကို၄ တောင်ဖန်ထဲမှာပိတ်ထားပြီးအစာရေဇက်တိုက်ကျွေးတယ်။ညကျတော့ပင့်ကူကငကိုထက်အစာများစွာကြီးထွားလာပြီးဖန်နေရနေပါထွက်သွားပါတော့တယ်။ဂွန်တာလည်းသူမကြောင်ပြောင်းလို့လိုက်ရှာနေတော့မှလေပိုက်ကနေတဆင့်အတန်နေကြားတော့ဝင်သွားကြည့်လိုက်တယ်။အဲဒီမှာချက်ချင်းဆိုသလိုပဲပင့်ကူကြီးကသူမကိုဆွဲသွားပါတော့တယ်။အီတန်ကတော့စိတ်ညစ်ညစ်နဲ့ TV ကိုရိုက်ခွဲမိလို့မိမဖြစ်တဲ့သူနဲ့ရန်ဖြစ်ပါတော့တယ်။အဲ့ဒါနဲ့ရှာလို့ကသူ့မောင်လေးကိုအိယာကနေပြန်ခေါ်သွားပြီးသူကတော့နှစ်ချက်တက်ထားလိုက်ပါတယ်။လင်များတွေရန်ဖြစ်နေတဲ့အချိန်မှာပဲပင်ကူကြီးဟာမျက်နှာချက်မှာပေါ်လာပြီးတော့နှစ်ယောက်စလုံးကိုကြိုက်ခိုက်ပါတော့တယ်။နှစ်ချက်တက်ထားတဲ့ရှာလို့ကတော့ဘာမှမသိရှာပါဘူး။ခဏနေတော့ပင်ကူကနှစ်ယောက်စလုံးကိုလေပိုင်လိုင်းကနေဆွဲခေါ်သွားပါတော့တယ်။အိမ်မှာခေါ်ထားတဲ့မာရီယာခွေးလေးကလေပိုင်လိုင်းကိုကြည့်ပြီးတော့ဇက်တိုက်ဟောင်းနေလို့ရှာလို့လည်းနှစ်ချက်ကိုချော့ထားလာပြီးအဲဒီတော့မှသူမမိဘတွေကိုပါမတွေ့ရတော့တဲ့ပြင်သွေးကွက်တချို့ကိုမြင်လိုက်ရပြီးခွေးအောင်နေအောင်ကြည့်ပြီးလေပိုင်လိုင်းထဲမှာတခုခုရှိနေပြီဆိုတာကိုသူမရေးလိုက်ပြီးနောက်တော့ပင်ကူကိုတွေးလိုက်ရပြီးသူမမွေးမိတာမှမှန်သိလိုက်ပါပြီခဏနေတော့ပင်ကူကြီးကသူမမောင်လေးကိုပါဆွဲခေါ်သွားပါတော့တယ်ပင်ကူကပယုတ်လုံးကြောက်တတ်မှန်သတိရသွားတဲ့ရှာလော့ကချက်ချင်းပယုတ်လုံးတွေကိုအမောင်ကျအေးဖြောပြီးရေတနက်နဲ့ထည့်လိုက်ပါတယ်Eric စကန်ကိုသွားတော့မျက်နှာချက်ပေါ်မှာပင်ကူအမြင်ကြီးပြင်းနဲ့အဖမ်းခံထားရတာကိုတွေ့ရပြီးနောက်တော့သူမအဖွားကိုသွားကြည့်တယ်။အဖွားဖြစ်တဲ့သူကအမြဲတမ်းပယုံလုံးအနှံ့ရှိတဲ့အဝတ်စားတွေပဲဝတ်တာကြောင့်အဲကဲမှာပဲအန်နီရဲ့ကင်းကင်းနဲ့အေးအေးဆေးဆေးထိုင်နေတယ်။ရှာလောကတကူလုံးကိုလည်းပယုံလုံးရည်တွေတုံလင်းလိုက်တယ်။နောက်တော့လေးပေါက်တစ်ခုကနေသူအဖေရဲ့အော်တန်ကိုကြားလို့သွားကြည့်လိုက်တယ်။အဖေဖြစ်တဲ့အီတန်ကပိကူမြင်တွေနဲ့ချုံနှောင်ခံထားတာကြောင့်ထွက်လို့မရပါ။ရှာလောကအမြင်တွေပေါ်မှာပယုတ်လုံးရေလောင်းလိုက်တော့အကုံလောင်ကျွဲရင်းနဲ့အေးပျော်ပြီးတော့ပြောက်ကွယ်သွားတယ်။ပြီးတော့တာဖာနီယာအပေါက်ကနေတဆင်မြောက်ထက်ကိုပြုတ်ကျသွားတယ်။ပင်ကူကလည်းပေါ်လာပြီးရှာလော့ကိုတိုက်ခိုက်ဖို့လုပ်တော့အီတန်ကပယုတ်လုံးရေတွေနဲ့လှမ်းပြီးတော့ပတ်လိုက်တယ်။ပယုတ်လုံးကြောက်တဲ့ပင်ကူလည်းလေပိုင်လိုင်းနဲ့ပြန်ဝင်သွားပြီးဘာမှမသိရှာတဲ့ရှာလော့ဖွားကအိန္ဒိယမှာအတန်ကြားလို့ဆိုပြီး Frank ကိုချက်ခေါ်လိုက်တယ်။ Frank ရောက်လာလို့လေပိုင်လိုင်းတွေလိုက်စစ်တော့မှသူလည်းပင်ကူဆွဲတာခံလိုက်ရပြီးရှာလော့တို့ရှိတဲ့မြေအောက်ထက်ကိုရောက်လာပြီးFrank ကအခုလိုဖြစ်တာရှာလော့ကြောင့်ဆိုပြီးတော့ပြဿနာရှာတယ်။ရှာလော့ကဘလို့လွတ်အောင်လုပ်ရမလဲဆိုတာအရင်စမ်းစားဖို့ပြောပြီးတော့ပျော်လုံးချောင်းကိုပြောပြတယ်။ပြီးတော့ကိုနဲ့မာလင်းခိုင်းလိုက်တယ်။
ခဏနေပင်ကူပေါ်လာတော့ Frank ကတန်တနန်းနဲ့ပြစ်တယ်ထိကြကောင်းတော့ပင်ကူရဲ့သွေးတွေဖြစ်တဲ့အပြာရောင်အရည်တွေထွက်လာပြီးကန်ဆိုတော့တန်တနန်းကြောင့်ရေပိုက်ပေါက်သွားပြီးရေတွေကျလာပြီးတော့တကူလုံးဆော်ရွှဲကုန်နေအဲဒါကြောင့်ကိုဘိုကပယုံလုံးရေအနှံ့တွေလည်းပျောက်ကုန်ပါပြီပင်ကူကလည်းချက်ချင်းပဲ Frank ကိုဆွဲသွားပြီးတော့ခေါင်းဖြတ်တပ်ပလိုက်ပါတယ်အီတန်နဲ့ရှာလော့တို့သားဖားလည်းကြောက်လန့်ပြီးတော့အမိုက်ပုံးကြီးထဲမှာဝင်ပုံးနေအန်ဩစွာပဲအထဲမှာသူမိန်းမနဲ့ကလေးကိုအမြင်တွေနဲ့ရစ်ပတ်ထားတာတွေ့ရပြီးချက်ချင်းနောက်ဆုံးကျန်တဲ့ပယုံလုံးရေတွေကိုအမြင်တွေပေါ်မှာသွားပြလိုက်တော့လွတ်မြောက်သွားပါတယ်ဝမ်းသာနေတော့မှာပဲပင်ကူကပေါ်လာပြန်နေပင်ကူကပစ္စည်းမာတွေဖြက်စီးတဲ့ဆက်အတုံးအောက်မှာရောက်နေလို့အတုံးကြီးအောက်ကျသွားလို့အီတန်ကခလုတ်ကိုနှိပ်ပေမဲ့နှိပ်လို့မရအောင်ဖြစ်နေတယ်ပင်ကူကနီးလာတာကြောင့်အီတန်ကမိကျုပ်ကိုသွားဆွဲဖြတ်ဖို့လုပ်တဲ့ချိန်ဓာတ်လိုက်ပြီးတော့လဲကျသွားတယ်အဲ့ဒါနဲ့ရှာလောကပဲခလုတ်ကိုအားနဲ့နှိပ်ချလိုက်တာပင်ကူလည်းဆက်အတုံးကြီးပြီးတော့တေးသွားပါတော့တယ်ရှာလော်မီကလည်းသူ့ယောက်ျားတတိယအောင်လို့အရေးပေါ်ကယ်ဆယ်နည်းနဲ့စူးစမ်းကြည့်တယ်။အချိန်နဲ့ငယ်ကြတော့အီတန်တယောက်ပြန်တတိယလာပြီးမိသားစုတွေပျော်ပျော်ရွှင်ရွှင်ပွေဖက်လိုက်ကြပါတော့တယ်။ဒါပေမဲ့မြေအောင်ခန်းကတခြားနေရာမှာပင့်ကူဦးတွေအများကြီးရှိနေတာကိုတော့ဘယ်သူမှမသိလိုက်ကြပါဘူးရှင်။စိတ်ဝင်စားစရာနောက်ထပ်အသေးသက်သော recap တွေနဲ့ပြန်လာခဲ့ပါအောင်မယ်။အမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်။ဆက်လက်ချစ်ခင်ပေးကြပါအောင်လို့ပြောကြတဲ့နှုတ်ဆက်ပေးရစေ။ Bye bye